ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါမြန်မာနိုင်ငံနေရာဒေသအသီးသီးမှာကြီးစုနေကြတဲ့ထိုင်းချက်တီတရူဒီဝါသနာရှင်များအားလုံးပဲမင်္ဂလာပါတရက်9လ2025အတွက်ထိုင်းချက်တီတရူဒီလာကြီးစတင်ထုတ်လင်းပါပြီဟုတ်ကဲ့ထိုင်းချက်တီတရူဒီကိုတစ်ချိန်တစ်ခါမှမပေါက်ဘူးသေးတဲ့မိတ်ဆွေတွေမရဘူးသေးတဲ့မိတ်ဆွေတွေတရူဒီကြောင့်အလင်းညာခံထားရတဲ့ငွေကြေးအဆင်မပြေမှုတွေရှိနေတယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုပိုင်းလေးကိုကြော်မသွားပဲပြီးဆုံးအောင်လေးကြည့်တော့ပါဟုတ်ကဲ့ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်က3-9နှစ်မှာမြန်မာနိုင်ငံမှာတကယ်ကိုဒုက္ခအခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့အဖွဲ့ဝင်အဖွဲ့သား25ဦးတီကိုမြန်မာနိုင်ငံစော်ဘဲဥက္ကဋ္ဌကတည်ပြီးတော့တရားဝင်ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ဒါပေမဲ့တချို့ကလည်းကျွန်တော်တို့ဗီဒီယိုပိုင်းကိုမမြင်နိုင်ရလို့ကဏ္ဍမရတဲ့မိတ်ဆွေတွေရှိတယ်။တချို့ကလည်းအဖွဲ့ဝင်25ဦးပြည်တော်လို့ကဏ္ဍမရတဲ့မိတ်ဆွေတွေရှိတယ်။ဒါကြောင့်မို့အခုလာမဲ့တရက်9လ2025မှာမြန်မာနိုင်ငံစော်ဘဲဥက္ကဋ္ဌကတည်ပြီးတော့မြန်မာနိုင်ငံမှာတကယ်ကိုအခက်အခဲနဲ့ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်တဲ့ကြောင့်မြန်မာပြည်သူပြည်သားအဖွဲ့ဝင်ရောက်20တီကိုထပ်မံပြီးတော့ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ထိုင်းချက်တီသတိကိုတစ်ချိန်တစ်ခါမှမပေါက်ဘူးတဲ့မိတ်ဆွေတွေမရဘူးတဲ့မိတ်ဆွေတွေကဒီဗီဒီယိုပိုင်းလေးကိုအပေါင်းလေးနဲ့အသေးလေးပေးကွန်မန့်မှာမိမိတို့ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုတစ်ချက်လောက်မှန်ထားပြီးเนาะအဲ့တော့တယောက်မြင်တယောက်ပေါက်အောင်အများမြင်များအပေါက်အောင်လဲဝါသနာရှင်မိတ်ဆွေများကအားလုံးကဝိုင်းဝန်းကူညီပြီးတော့ share သွားပြီးเนาะကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကအဖွဲ့ဝင်ရောက်25ဦးတီကူညီပေးခဲ့တယ်ဒါပေမဲ့တချို့အဖွဲ့ဝင်တွေကကျွန်တော်တို့ကိုဖုန်းတွေဆက်သွယ်ကြတယ်ဆရာကြီးဆရာတို့ပေးတဲ့ကဏ္ဍကတိကျပါမလားမှန်ပါမလားဆိုပြီးတော့ဖုန်းတွေဆက်သွယ်ကြတယ်ဒါကိုလည်းမြန်မာနိုင်ငံစော်ဘဲဥက္ကဋ္ဌဦးထွန်းထွန်းလင်ကတည်းပြီးတော့တရားဝင်ရှင်းပြပေးထားပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီနေရာမှာအရေးကြီးပြောချင်တာကကျွန်တော်တို့ဗီဒီယိုပိုင်းကိုเนาะဒီ TikTok တွေမှာပြန်ပြီးတော့တင်တယ်အဲ့တော့အလေးညာအကောင့်တွေပေါ့เนาะအကောင့်တွေနဲ့ပြန်ပြီးတော့တင်တယ်ဒါတွေကိုမိတ်ဆွေတို့ကယုံပြီးတော့သွားပြီးတော့ကဏ္ဍယူမိမယ်ဆိုလို့ရှိရင်တော့အမှားကြီးမှားသွားလိမ့်မယ်เนาะအခုကျွန်တော်တို့ဓာတ်ရိုက်ထုတ်လွှင့်ပေးရဆိုတာကမိတ်ဆွေတို့အလင်းညာမခိုင်းအောင်ဓာတ်ရိုက်ထုတ်လွှင့်ပေးတာမြန်မာနိုင်ငံစော်ဘဲဥက္ကဋ္ဌရဲ့ဖုန်းနံပါတ်ဒီမွေးရင်ဖုန်းနံပါတ်တစ်လုံးပဲရှိပါတယ်เนาะကျွန်တော်အကောင့်ထဲမှာလည်းကျွန်တော်ဘိုင်ယိုမှာလည်းကျွန်တော်တင်ပေးထားတဲ့ဖုန်းနံပါတ်ကိုမြန်မာနိုင်ငံစော်ဘဲဥက္ကဋ္ဌရဲ့ဖုန်းနံပါတ်ဒီအတူရောင်အလင်းညာအကောင့်တွေပဲဖြစ်ပါတယ်เนาะဟုတ်ပြီအခုဒီတစ်ပတ်မှာလည်းကျွန်တော်တို့ကတရက်9လ2025မှာเนาะပြီးခဲ့တဲ့အပတ်ကမရသေးတဲ့မိတ်ဆွေတွေမပေါက်သေးတဲ့မိတ်ဆွေတွေကိုထပ်မံကူညီဆောင်ရွက်ပေးသွားမှာဖြစ်တဲ့ကြောင့်ကျွန်တော်မိတ်ဆွေဝါသနာရှင်များကဗီဒီယိုလေးကိုပြီးဆုံးအောင်လေးကြည့်เนาะဟုတ်ပြီလားအခုကျွန်တော်တို့ပြီးခဲ့တဲ့အပတ်ကအဖွဲ့ဝင်25ဦးတီကူညီပေးခဲ့တယ်ဒါပေမဲ့တချို့အဖွဲ့ဝင်တွေကကဏ္ဍတစ်ခွက်ကိုမယုံကြည်ရဘူးအလင်းညာပါဆိုပြီးတော့ကဏ္ဍမယူတဲ့လူတွေရှိတယ်အဲ့ဒီလူတွေကအခုမှကျွန်တော်တို့ကိုဖုန်းနေဆက်သွယ်ကြတယ်ဆရာကြီးကဏ္ဍလိုချင်လို့ပါကဏ္ဍပေါက်ချင်လို့ပါနော်အဲ့ဒါကိုလည်းကျွန်တော်တစ်ခါလဲရှင်းပြပေးသွားမယ်နော်အခုကျွန်တော်တို့ကူညီပေးတယ်ဆိုတာကမြန်မာနိုင်ငံမှာတကယ်ကိုဒုက္ခအခက်အခဲနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့မြန်မာပြည်သူပြည်သားတွေကိုကူညီဆောင်ရွက်ပေးတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ချပေးတဲ့ကဏ္ဍတစ်ခွက်ဒီလုံးဝလွဲချော်မှုမဖြစ်ဘူးအာမခံတစ်ခွက်ကောင်း100%အာမခံတစ်ခွက်ကောင်းကိုကူညီပေးတာဖြစ်တယ်နော်ဒါကိုလည်းကျွန်တော်တို့ပြီးခဲ့တဲ့ဘက်က3-9နှစ်မှာအောင်မြင်သွားတဲ့ပေါက်သွားတဲ့မိတ်ဆွေတဦးနဲ့ကျွန်တော်တို့ဖုန်းထားရဲ့ခေါ်ဆိုဆက်သွယ်မေးမြန်းသွားမှာဖြစ်ပါတယ်နော်ဒါကြောင့်မို့ကျွန်တော်မိတ်ဆွေများကဗီဒီယိုပိုင်းလေးကိုပြီးဆုံးအောင်လေးကြည့်ဟုတ်ပြီလားမိတ်ဆွေတို့အကျိုးမရုပ်စေရဘူးတကယ်လိုချင်တဲ့တကယ်ပေါက်ချင်တဲ့တတိတိကိုတစ်ချိန်တစ်ခါမှမပေါက်ဘူးသေးပါဘူးမရဘူးသေးပါဘူးငွေကြေးပိုင်းမှာလည်းအဆင်မပြေမှုတွေရှိနေတယ်တတိတိပေါက်ရင်အလှူကြီးတန်းကြီးပေးပါမယ်ဆိုတဲ့မိတ်ဆွေဝါသနာရှင်များအားလုံးပဲဒီဗီဒီယိုပိုင်းလေးကိုဆုံးအောင်လေးကြည့်ပြီးတော့အခုလာမယ့်တရက်9လ2025မှာထွက်ရှိမယ်ထိုင်းချက်တီတတိတိတကွာကောင်းတော့ကိုတစ်ခါလဲယူသွားပါနော်ဟုတ်ပြီကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့3-9နှစ်မှာเนาะအောင်မြင်ထားတဲ့အဖွဲ့ဝင်เนาะအယောက်25ဦးရှိတယ်အဲတို့ပြီးမှကျွန်တော်တို့လိုက်ပြီးတော့เนาะဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာကျွန်တော်တို့အကူအညီတောင်းပြီးတော့ကျွန်တော်တို့ဒီဗီဒီယိုပိုင်းလေးကို line ပေါ်ပြန်တင်မယ်ဆိုပြီးတော့ကျွန်တော်တို့ကူညီတောင်းကြည့်တဲ့အခါမှာเนาะတအူးတော့ရတယ်အဲ့တော့အဲ့ဒီအဖွဲ့ဝင်တအူးနဲ့ကျွန်တော်တို့ဖုန်းဆက်သွယ်မေးမြန်းသွားမှာဖြစ်တယ်เนาะဒါကြောင့်မို့ကျွန်တော်မိတ်ဆွေများကကျွန်တော်တို့အခုတစ်ခါတည်းဖုန်းခေါ်ဆိုမှာဖြစ်တဲ့ကြောင့်အားလုံးပဲเนาะ live ပါကြည့်ရှုပေးပါ Hello ဟုတ်ကဲ့မင်္ဂလာပါမြန်မာနိုင်ငံစော်ဘဲဥက္ကဋ္ဌဦးထွန်းထွန်းလင်းဒါရဲ့ဖုန်းခေါ်ဆိုဆက်သွယ်ပေးနေတာပါဟုတ်ကဲ့ရှင်ဆရာကြီးပြောပါရှင်ညီမပြီးခဲ့တဲ့ဘက်က03-9နှစ်မှာတရားဝင်အာမခံတကွာကောင်းကိုကူညီပေးခဲ့တာခါညမဘလောက်ပို့ပေါက်လဲဟုတ်ကဲ့ပထမကတမိကအများကြီးမထိုးရဘူးအနေချင်းမထိုးမယ်ဆိုပြီးတော့စိတ်ကူးထားတာဒါမဲ့ဆရာကြီးကယုံကြည်ရတဲ့အာမခံနဲ့ထိုးဆိုလို့တမိခုနအလုံး9000ကပို့ရတယ်ဆရာကျေးဇူးတင်ပါတယ်ဆရာရဲ့အခုလိုကူညီပြီးလို့တမိတို့ကတကယ်ကိုခက်ခဲဖြစ်နေတာပါကရင်ဘေးကြောင့်လည်းမိထားတယ်နောက်ပြီးတော့ဇာတ်နေရတဲ့အဆင်မပြေတော့အဲ့ဒါသမီးရှိတဲ့ပတ်စံလေးကိုချင်းခါပြီးတော့သမီးထိုးလိုက်တာခုလိုအဆင်ပြေပြီဆရာဆရာကိုလည်းယုံကြည်ပါတယ်အားကိုးပါတယ်ဒီတစ်ပတ်လည်းထပ်ပြီးတော့ကူညီပေးပါအောင်ဆရာဆရာကိုကတော့ပါမယ်ညီမဟုတ်ပြီဒါဆိုဆရာကိုဖုန်းကြောက်ကုန်လေးပြုံးကွာနော်ဟုတ်ကဲ့ပါဆရာရှင်ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်ရှင်ခုလိုကူညီပေးလို့သမီးဖျားရှိခိုးရန်ဆရာကြီးကိုထည့်ပြီးတော့ဦးချပါတယ်အခုလိုမရှိရတဲ့လူတွေကိုကူညီပေးလို့ဆရာကြက်မကအောင်မြင်ပါစေရှင်ဟုတ်ကဲ့ပါဒါကကျွန်တော်တို့ပြီးခဲ့တဲ့အပတ်က3-9နှစ်မှာအောင်မြင်ထားတဲ့အဖွဲ့ဝင်တဦးပါကျွန်တော်အခု online မှာပြန်တင်ပေးရဆိုတာကမိတ်ဆွေတွေဝါသနာရှင်တွေကိုအလင်းညာမခိုင်းရအောင်ကျွန်တော်က line မှာကိုပြန်တင်ပေးတာပါနော်ဒါကြောင့်မို့အခုလာမယ့်တရက်9လ2025မှာတတူရီတကွာကောင်းကိုပေါက်ဘူးကျင်ပါတယ်ရဘူးကျင်ပါတယ်ငွေကြေးအစီမပြေမှုတွေရှိနေလို့အလှူကြီးတန်းကြီးပေးကျင်လို့ငွေလိုအပ်နေသူတွေနော်
အခုလာမယ့်1ရက်9လ2025မှာထိုင်းချက်တီတရူတီတကွာကောင်ပေါက်ဖူးခြင်းပါတယ်ရဖူးခြင်းပါတယ်ဆိုလို့ရှိရင်တော့မြန်မာနိုင်ငံစော်ဝဲဥက္ကဋ္ဌဖုန်းနံပါတ်ဖြစ်တဲ့သူ့မဲ့ဖုန်းသားရဲ့ခေါ်ဆိုဆက်သွယ်လိုက်ပါလို့ပြောကြရင်းနဲ့ကျွန်တော်ဗီဒီယိုပိုင်းကျွန်တော် live show လေးကိုဒီလောက်တော့ပဲရန်အောင်ဝင်ပြပါခင်ဗျာအားလုံးပဲအထူးပဲကျေးဇူးတင်ပါတယ်